အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ notes ပဲဖြစ်ပါတယ်ကျွန်တော်ဖုန်းလုံးရှိုံနဲ့တတိဖြန့်နေဆိုတကယ်ပဲလားဒါမှမဟုတ်ရင်ဒါလူငယ်တွေကိုမြူဆွေနေတဲ့အိမ်မက်တစ်ခုပဲလားကျွန်တော်တနေ့ကိုဖုန်းကို9နိုင်လောက်သုံးနေနေအချိန်တွေကုန်သွားမှဒါမှမဟုတ်အဲ့လိုမှမဟုတ်ဘူးဆိုရင်အချိန်တွေကိုငွေအဖြစ်ပြောင်းလဲမလားဆိုတော့ကျွန်တော်တို့ဒီနေ့ဆွေးနွေးကြမယ်ဗျာကျွန်တော်ကိုယ်နဲ့ creator တယောက်ဖြစ်ဖို့ဆိုတာဗီဒီယိုရိုက်တဲ့ရုံနဲ့မလုံလောက်ပါဘူးကျွန်တော်တို့ဒီဟာမှာစိတ်ရှင်မှုနီးပြူပါနဲ့ကျွန်တော်ရင်းနှီးမြှုပ်နှံမှုတွေလိုအပ်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုတည်ဆောက်နေလို့ပဲဗျာကျွန်တော်ပထမဆုံးအချက်အနေနဲ့ time investment ကျွန်တော်အချိန်ရင်းနှီးမြှုပ်နှံမှုကျွန်တော်ကိုယ်တိုင် creation မှာအချိန်ကိုဘယ်လိုကွဲပြီးသုံးရမလဲဆိုတာအရေးကြီးဆုံးပါကျွန်တော်ပထမဆုံးလေ့လာမှုပိုင်းကျွန်တော်လေ့လာမှုပိုင်းမှာဆိုပထမ3လကနေပြီး6လအထိကိုကျွန်တော် scale တွေကိုကျွန်တော်လေ့လာရမယ်ကျွန်တော် editing ပိုင်းနေကျွန်တော် story telling နေနောက်ကကျွန်တော် SEO ဆိုတဲ့အကြောင်းကိုလေ့လာရမယ်ကျွန်တော် SEO ဆိုတာဘာလဲကျွန်တော် SEO ဆိုတာကျွန်တော် YouTube မှာလိုအပ်တဲ့အရာတစ်ခုဗျာ content creator တွေလုံးမဲ့လူတွေအတွက် YouTube မှာ limited လိုအပ်တဲ့အရာတစ်ခုဖြစ်ပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော် SEO ကဘာကြောင့်လိုအပ်တာလဲ SEO ကဗျာခင်ဗျာဗီဒီယိုကောင်းလဲ YouTube ကမသိရင် view မတက်ဘူး SEO ဆိုတာ YouTube ကိုဗျာကျွန်တော်ဒီဗီဒီယိုကဒီအကြောင်းအရာပါဆိုပြီးတော့နားလည်ပြီးအောင်ပြောပြတဲ့အရာဖြစ်တယ်ဗျာကျွန်တော် SEO မှာအရေးကြီးတဲ့အချက်5ချက်ရှိတယ်ကျွန်တော်ပထမဆုံးအရေးကြီးတာတိုက်တယ်ရေးကြီးပါတယ်တဲ့ကျွန်တော်လူတွေရှာမဲ့စကားလုံးတွေပါရမယ်ဗျာကျွန်တော်အခုခဏတော့ AI အကြောင်းပြောမယ်ဆိုရင်ကျွန်တော်ရဲ့ title မှာ AI အကြောင်းပြောမယ်ဆိုပြီးတော့ပဲထည့်လို့မရဘူးဗျာအဲ့လိုမျိုးဆိုရင်ကောင်းတဲ့ channel မှာပါဘူးကျွန်တော်ကောင်းတဲ့ channel မှာဘယ်လိုပုံစံမျိုး title တစ်ချက်ဆုံးပါမယ်ဆိုတော့ကျွန်တော် AI ခင်မှာလူငယ်တွေဘာကြောင့် scale တိဆောက်ရမလဲဆိုတဲ့အဲ့လိုမျိုး title ကိုပြောင်းပြီးတော့ထည့်လိုက်မယ်ဆိုရင်ဒါကြရင်လူတွေရှာတဲ့အချိန်ကျရင်လည်းတကူခင်ဗျားဗီဒီယိုတော့တွေ့နိုင်မဲ့ချက်ဖြစ်တယ်ဗျာကျွန်တော်ဒုတိယချက်အနေနဲ့ depressionကျွန်တော် depression မှာဘာလဲဆို YouTube ကအများဆုံးဖတ်တာဗျာဘယ်လိုလဲဆိုတော့ကျောက် depression စာကြောင်းပထမဆုံးစာကြောင်း2ကြောင်း3ကြောင်းလောက်ပဲလိုတယ်ကျွန်တော်ဥပမာအနေနဲ့ဗျာ AI ခင်မှာလူငယ်တွေဘာကြောင့် scale မတက်ရင်နောက်ကျနိုင်လဲဆိုတာကိုဒီဗီဒီယိုမှာရှင်းပြထားပါတယ်ကျွန်တော်အဲ့လိုမျိုးရေးထည့်တာဆိုရင်ကျွန်တော်လူတွေကဒီစာကျွန်တော် depression စာကြောင်းကိုဖတ်လိုက်ပြီဆိုတာနဲ့တူတာတွေကဘာကြောင့်လဲဆိုတဲ့အရာကိုတွေးမိသွားပြီးတော့သူတို့ဝင်ကြည့်လိုက်မယ်ဗျအဲ့ဒါမှကိုကရှင်းပြထားပါတယ်ဆိုပြီးကြည့်ပြတော့ဒီထဲမှာကိုဝင်ကြည့်လိုက်မယ်ဒီအကြောင်းအရာတွေကကိုမသိတဲ့အရာတွေပါမလားဆိုပြီးလူရဲဝင်ကြည့်တယ်ဒီနေရာမှာတိုက်တဲ့စကားလုံးတွေပြန်ပါမယ်ကျွန်တော်ဒီနေရာမှာအရေးကြီးတဲ့ချက်ကတော့ဗာလဲဆိုတော့ဗျာကျွန်တော်ပထမဆုံးတိုက်တဲ့အတူပေါက်ရေးရတဲ့အထက်မှာကျွန်တော်ဒီစကားလုံးတွေပြန်ပါမယ်ဗျာကျွန်တော်ပုံမှန်ဆိုဘယ်လိုရေးရလဲဆိုဥပမာလေးနဲ့ AI ခင်မှာလူငယ်တွေဘာကြောင့် scale တိဆောက်အောင်လဲကျွန်တော် digression မှာကျတော့ AI ခင်မှာလူငယ်တွေဘာကြောင့် scale မတက်ရင်နောက်ကျနိုင်လေဆိုတာကိုဒီဗီဒီယိုမှာရှင်းပြထားပါတယ်ဒီလိုပုံစံမျိုးပေါ့အဲ့လိုမျိုးနေရာတွေမှာကျွန်တော်ထည့်ပြီးတော့အသုံးပြုရမယ်ဗျာကျွန်တော်3ချက်မြောက်အနေနဲ့ကျွန်တော် test ဗီဒီယိုနဲ့တက်ဆိုင်တဲ့စကားလုံးတွေဗျာဥပမာဗျာ AI အကြောင်းတွေပြပြမယ်နောက်က AI နဲ့ပတ်သက်ပြီး motivation အကြောင်းတွေကိုပြမယ်ဆိုရင်ကျွန်တော် AI တို့ကျွန်တော် AI 2တို့နောက်ပြီးတော့ကျွန်တော်ရောက် motivation နောက်ကမြန်မာ AI နောက်ကတော့ feature job အဲ့လိုမျိုး5-6ခုထိလိုက်အောင်လည်းပြည့်စုံတယ်ဗျာသူကအများကြီးထည့်စားတယ်မလို့ကိုဗီဒီယိုနဲ့တက်ဆိုင်တဲ့အရာတော့ပဲထည့်ရပြီဗျာကျွန်တော်နောက်က watch time ကဘာလဲဆိုတော့လူတွေဗီဒီယိုကြာကြည့်ရင် YouTube ကဒီဗီဒီယိုကောင်းတယ်လို့ထင်ပြီးတော့သူကပို့ဖြန့်ပြီးတယ်ကျွန်တော်အားကြောင့်မလို့ကျွန်တော် watch time မှာဘယ်ဟာရေးကြည့်တော့လဲကျွန်တော်ခုဗီဒီယိုရဲ့ပထမဆုံးဆက်စချင်းဝင်တဲ့ intro စက္ကန့်30ကအရင်ရေးကြည့်ပါတယ်လို့ကျွန်တော်အဲ့ဒါပြောချင်ပါတယ်ဒီ intro စက္ကန့်30မှာကျတော့ဘာတွေနဲ့ဆွဲဆောင်ရလဲကျွန်တော်လွယ်လီးနဲ့ပြောရမယ်ဆိုရင်လွယ်နည်းနဲ့လူတော်တော်များများအကုန်လုံးဒီပါသုံးနေတဲ့အချက်ကကျွန်တော်ဟိုနဲ့ဆွဲဆောင်တာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုမှာကျွန်တော်ပေးချင်တဲ့ message ပဲပေးလို့မရဘူးဗျာကျွန်တော်ပထမဆုံးစက္ကန့်30ကိုကျွန်တော်ဟိုနဲ့ဆွဲဆောင်မှရမယ်ဗျာအဲ့ဒါမှကိုဗီဒီယိုကိုလူကစိတ်ဝင်စားပြီးတော့ကျွန်တော်စက္ကန့်30အကျော်လေးကြည့်ပါရေးကျွတ်ဒီဗီဒီယိုကောင်းတယ်ထင်ပြီးတော့ဖြန့်ပေးတာဗျာကျွန်တော်အားကြောင့်အစမှာစိတ်ဝင်စားအောင်ပြောဖို့အတွက်အရင်ရေးကြည့်ပါတယ်ကျွန်တော်နံပါတ်5အချက်မှာဆိုရင် engagement ဆိုတဲ့ကျွန်တော် like comment share ဒါတွေကဘာတွေကိုအကျိုးသက်ရောက်လဲဆိုတော့ကျွန်တော် like တွေများရင်ကျွန်တော်ဗီဒီယိုပို့ပြီးတော့ပြန်တယ်နောက်ပြီးတော့ comment တွေများရင်ကျွန်တော်ယုံကြည်မှုပိုရှိတယ်ကိုဗီဒီယိုပါဗျာသူများရဲ့အမြင်မှာနောက်ပြီးတော့ share ဗျာကိုဗီဒီယိုကိုသူများတွေက share ပါရတော့ကျွန်တော်ဗီဒီယိုက viral ဖြစ်ဖို့အရင်ဖြစ်နိုင်ခြင်းများတယ်ဒါကြောင့်မလို့ကျွန်တော်ဗီဒီယိုရဲ့အဆုံးမှာခင်ဗျားတို့ထင်တာတွေကို comment မှာရေးပြီးသွားပါဆိုပြီးတော့အဲ့လိုမျိုးလေးဆွဲဆောင်ပြီးတော့ comment ဝင်ရေးခိုင်းစေခြင်းနဲ့အကြောင်းအရာလေးတွေထည့်ပြောတာပိုကောင်းမယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်အဲ့ဆိုရင်ကျွန်တော် SEO အကြောင်းကတော့ကျွန်တော်တို့တည်တင်လောက်တည်ပါလို့ထင်ပါတယ်ကျွန်တော်ပထမဆုံးချက်ကနေနံပါတ်5အချက်ဒီပေါ့ကျွန်တော်ဒီအချက်လေးနဲ့ကျွန်တော်ဒီဥပမာလေးတွေကိုလည်းကျွန်တော် YouTube ရဲ့ SEO အကြောင်းတွေကိုလည်းကျွန်တော် description မှာအတူအချမ်းမီးလေးကျွန်တော်ချပေးထားပါမယ်ကျွန်တော်ဒီ SEO အကြောင်းကိုစစ်စစ်သိချင်တယ်ကျွန်တော်ဗီဒီယိုနောက်တစ်ခုတော့ဖန်တီးပေးပါမယ်ကျွန်တော် comment မှာသိချင်တယ်ဆိုတဲ့အကြောင်းအလေးရေးပြီးသွားရင်တော့ကျွန်တော်ဖန်တီးပေးပါမယ်ကျွန်တော်တို့ခုနကဗီဒီယိုကိုပြန်ဆက်လိုက်မယ်ကျွန်တော်လေးလာမှုပိုင်းရောက်သွားပြီနော်ကျွန်တော်လေးလာမှုပိုင်းပထမဆုံး3လနဲ့6လတိကျွန်တော်စကေးတွေ editing ပိုင်းနေကျွန်တော် story telling နေကျွန်တော် SEO တွေကိုကျွန်တော်လေးလာမယ်အချိန်ပါတယ်ကျွန်တော်ဒီ3ချက်လုံးသိသွားပြီဆိုရင်ကျွန်တော်နောက်ကတော့ကျွန်တော် consistency ပုံမှန်လှုပ်ဆောင်မှုကျွန်တော်တစ်ပတ်ကိုအနည်းဆုံး3ရက်တရက်ကို
4 နိုင်လောက်ဒါကွန်တန့်တစ်ပုတ်ဖြစ်ဖို့အတွက်ရင်းနှီးရမယ့်အချိန်ဖြစ်ပါကျွန်တော်တစ်ပတ်ကို3ရက်ဗျာ3ရက်တည်းမှာတရက်ကို4နိုင်လောက်ချိန်ပြအောင်ကျွန်တော်ဆိုရင်စလှုပ်ခြင်းဆိုရင်စလှုပ်ခြင်းမှာပေါ့ကျွန်တော်အခုတည်းကျွန်တော်ဗီဒီယိုတစ်ပုတ်ဖန်တီးမယ်ဆိုရင်ကျွန်တော်အနည်းဆုံး6နိုင်9နိုင်လောက်အချိန်ပေးရတယ်ဗျာညနေ1နိုင်လောက်ကနေစလို့ရင်ည9နိုင်ခွဲလောက်မှပြီးတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဗီဒီယိုစရိုက်ဖို့တော့ကျွန်တော်ကွန်တန့်ရှာရတာတွေကျွန်တော် script ရေးရတာတွေနောက်ကကျွန်တော်ကင်မရာရိုက်ဖို့တော့ကျွန်တော်ဆက်လက်ချိန်ရတာတွေကျွန်တော်လည်းအခုမှစလုံးနေတယ်လို့ကျွန်တော်ဒီခုံမှာထိုင်ပြီးဒီခလုတ်တွေဖွင့်နေတာနဲ့ဆက်လက်ပြီးသွားတာမဟုတ်ဗျာကိုယ့်ကိုပြေးလိုက်မယ်ဆိုကျွန်တော်ဆက်လက်တစ်ခုချိန်ရတာအများအဲ့ဒါကြောင့်မို့ကျွန်တော်ဆိုတနေ့ကိုအနည်းဆုံး6နိုင်လောက်ကြာပါတယ်နောက်ကကျွန်တော်ဗီဒီယိုရိုက်ပြီးသွားရင်ကျွန်တော် editing ကန်ရတာတွေပါညာအဲ့လိုမျိုးပေါ့ဗျာနောက်ပိုင်းကိုကကျွမ်းကျင်သွားရင်တော့အချိန်ရနည်းနည်းလောက်ပဲပေးရတော့မှာပေါ့ကျွန်တော်နောက်တစ်ခုကဘာလဲဆိုတော့ community building ဆိုတဲ့ဥစ္စာဗျာ follower တွေနဲ့စကားပြောတာ comment တွေပြန်လာတယ်ရင်းနှီးမြှုပ်နှံမှုတစ်ခုပဲတဲ့အဲ့ဥစ္စာကနေပြီးပြန်ရလာမယ့်တဲ့တည်းဘာတွေလဲဆိုတော့ဗျာဘာတွေရနိုင်မလဲဆိုတော့ဗျာ personal brand monetization နောက်ပိုင်း skill set personal brand ကြတော့ဘာလို့လဲဆိုတော့ကျွန်တော်တို့ဗီဒီယိုတွေလူတွေကအားပေးလာတယ်များကျွန်တော်တို့ကိုလူတွေကတည်တာများလာပဲနောက်ပိုင်းကျွန်တော်တို့နောက်ပိုင်းကိုယ်ပိုင် entity တစ်ခုရရှိလာမယ်ဗျာလူတွေကကိုယ်ကိုတည်လာမယ်ခင်လာမယ်နောက်ပိုင်း line ပေါ်မှာစကားတွေပြောလာမယ်အပြင်မှာတွေ့ဖြစ်လာမယ်ဒီလိုလူတွေနဲ့အလုပ်တွဲလုပ်လို့ရနိုင်လာမယ်လမ်းကြောင်းတွေတစ်ခုကြားလာတယ်နောက်ပိုင်း monetization လမ်းကြောင်းကတော့အကုန်လုံးကရင်းနှီးပြီးသားဖြစ်မှာပါဒါမှကျွန်တော်နောက်တစ်ခုဘယ်လိုဖြစ်သွားမလဲဆိုတော့ကျွန်တော် level တီးကျွမ်းကျင်တဲ့လူတွေနဲ့ကျွန်တော်လုပ်ငန်းရှင်တွေနဲ့ချိတ်ဆက်ပြီးတော့ကျွန်တော်ပူးပေါင်းလုပ်ဆောင်နိုင်ရလိမ့်မယ်ဗျာနောက်ပိုင်းကျရင် community building တစ်ခုတည်ဆောက်ပြီးဆိုရင်ကျွန်တော် level တီးကျွမ်းကျင်တဲ့သူတွေလုပ်ငန်းရှင်တွေနဲ့ချိတ်ဆက်လာနိုင်မယ်ဘယ်လိုလဲဆိုတော့ခင်ဗျားလုပ်နေတဲ့ content ပေါ်ကိုမူတည်ပြီးတော့ဒီလိုလူရဲ့အလိုလိုနေရောက်လာနိုင်မယ်လက်တွဲပြီးတော့လုပ်ရှင်တဲ့လူတွေလည်းပေါ်လာနိုင်မယ်ဗျာအကယ်လို့ကျွန်တော်ကအခုဆိုရင်ကျွန်တော်content ရိုက်တာကျွန်တော် script ရေးတာတို့ကျွန်တော် video ရိုက်တာတို့ဘာလို့ကြတော့ကျွန်တော်ကဒါလောက်တာနဲ့ကြာလာပြီးတော့တိတ်ပြီးတော့မခက်ခဲတော့ဗျာကျွန်တော် editing ကိုင်တဲ့အပိုင်းမှာဆိုကျွန်တော်ခက်ခဲတယ်ကျွန်တော် script ရေးပြီးဆိုရင်လည်းကျွန်တော်က ChatGPT နဲ့ Gemini ကိုအသုံးပြုပြီးဘယ်လိုရေးရများမှာကျွန်တော် AI brain နဲ့ဗျာကျွန်တော် human brain နဲ့ပေါင်းပြီးတော့ရောဆက်ပြီးတော့ကျွန်တော်ရေးတာဗျာရေးပြီးတော့ကျွန်တော်တို့နောက်ဆုံး final result ကိုကျွန်တော်ချပြောတာခင်ဗျားတို့ကျွန်တော်အဲ့တော့ကျွန်တော်မှာအားနည်းချက်တစ်ခုကပါလဲဆိုတော့ကျွန်တော်ပြီးတော့ editing ပိုင်းကိုင်တာတင်မကြုံဗျာဒီလိုမျိုးကျွန်တော်နောက်တစ်ခုနဲ့တစ်ခုချိတ်ဆက်မိလာပြီဆိုရင်ကျွန်တော်တို့ဗီဒီယိုဒီ comment တွေအောက်မှာတချို့ကျတော့လာပြောပြမယ်ကိုက editing ကိုင်တာနည်းနည်းမကောင်းဘူးဆိုတာတချို့ကမြင်လာကြတဲ့လူတွေအနေနဲ့ဗျာအကိုဗီဒီယို editing ပိုင်းတွေကျွန်တော်ကိုင်ပြီးအမလားပါညာဆိုပြီးတော့လာမေးတဲ့အချိန်ကျရင်ကိုကသူတို့ကိုတစ်ခါတလေတော့ယုံကြည်လိုက်ရင်သူရှိပြန်ပေးလာမယ်ဆိုတော့ကောင်းရင်ကျွန်တော်တို့သူတို့နဲ့တော့ချိန်မိပြီးတော့တွဲပြီးတော့လှုပ်ဆောင်နိုင်သွားလိမ့်မယ်ဗျာနောက်ကကျွန်တော် skill set အနေနဲ့ခင်ဗျာဘာတွေရလာမလဲဆိုတော့ဗျာ marketing နေနောက်ပိုင်း public speaking နေနောက်က digital tool တွေသုံးလာမှာကျွမ်းကျင်လာလိမ့်မယ်ကျွန်တော် marketing တစ်ခုဆိုတာလေခင်ဗျာခင်ဗျာ content တစ်ခုကိုကျွန်တော်တို့ YouTube ပေါ်ကိုရောက်အောင် YouTube algorithm ကြိုက်အောင်ဘယ်လိုမျိုးတင်ရမလဲဆိုတဲ့အကြောင်းအရာတွေမှာဒါခင်ဗျာ content မှာမဟုတ်တခြား content တွေဆိုလည်းခင်ဗျာဘယ်လိုတင်ရမလဲဆိုတာဒါလိုလေးကျွန်မနားလည်လာပြီးဒါဖြစ်သွားလိမ့်မယ်ဗျာကျွန်တော် public speaking ဒီ public speaking အပိုင်းကြတော့လေကျွန်တော်ဒီမှာကင်မရာနဲ့ကျွန်တော်လူနဲ့တယောက်ချင်းပြောနေရတော့မှကျွန်တော်စကားပြောရတဲ့အရင်တည်တက်လာပြီးတင်မွေ့လာပြီးကျွန်တော်ပြောချင်တဲ့ target ဒီအပေါ်မှာပဲမူတည်ပြီးကျွန်တော်စကားတွေပြောနေတာကျွန်တော်ပြောနေတဲ့စကားတွေမှာအလေးလေးမရှိဘူးဗျာဒီလိုမျိုးအခြေအနေမျိုးတော့ကိုယ်နဲ့ကင်မရာနဲ့မိုက်နဲ့ချားထဲမှာဖြစ်လာပြီဆိုတော့ကျွန်တော်အပြင်ကလူတွေနဲ့ပြောဖို့တော့ကြတော့ကျွန်တော်ဘာလို့ကြောက်နေဘူးလဲလူပါတယ်ကျွန်တော် public speaking နဲ့ပို့ပြီးတော့ကောင်းလာဖို့ပဲရှိတယ်ဗျာနောက်က digital tool အသုံးချတာတွေမှာများရမယ် digital tool အသုံးချတာများတယ်အခုခေတ်နောက်ပိုင်းမှာကျတော့ဒီ digital tool တွေပို့ပြီးကောင်းလာတဲ့အရာတွေပေါ့ဗျာပို့ပြီးတော့ကိုယ်လုံးဆောင်ချက်တွေကိုပို့ပြီးတော့မြန်အောင်လို့တိုးပို့ပေးတဲ့အရာတွေဖြစ်တယ်ကျွန်တော်တို့ content creation လုပ်မယ်ဆိုတချို့ဆိုရင်ကျွန်တော်ဒီ digital tool တွေကိုသုံးပြီးတော့ AI video တွေဖန်တီးတယ်ကျွန်တော် AI မှာ storytelling နောက်ပြီးရင်ကျွန်တော်တို့cartoon video နောက်ကကျွန်တော်တို့ audio book ဒီလိုမျိုး AI ကိုနဲ့နေတော့မှသူတို့ကအကုန်လုံးလူတော်မပါတော့လူတန်လည်းမထည့်တော့အကုန်လုံးက character ကလည်း AI ပဲကျူကာတိုဗီဒီယိုမှာဆိုလဲ AI ကိုပုံဆွဲခိုင်းတာတို့နောက်က AI ကို script ရေးခိုင်းတာတို့နောက်က AI ကိုပဲစကားပြောခိုင်းတာတို့ဒီဟာတွေကမှသူတို့အကုန်ပေါင်းပြီးတော့ဖြန့်ညက်ကလုပ်ထားတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီအပိုင်းမှာဆိုသူတို့ digital tool သုံးတာတွေကတော်တော်လေးကိုကျွမ်းကျင်လာပြီလို့မြင်ရတယ်ဗျာကျွန်တော်တို့ဒီ content creation ဘိုင်းမှာဆိုလဲ AI တွေကိုသုံးနေရတာပဲကျွန်တော်ဒီလိုမျိုးသုံးနေရချင်းအနေနဲ့ဗျာအကျိုးကျေးဇူးတွေကတော့ကျွန်တော်ဒီလိုမျိုး skill set တွေအများကြီးရရှိလာမှာပေါ့ဗျာကျွန်တော်အခုပြောချင်တဲ့အရာလေးကအနေနဲ့အရေးကြီးပါတယ်ကျွန်တော်ပြောမယ့်အရာလေးတွေကိုမှတ်သားထားဖို့အတွက်အကြံပေးချင်ပါတယ်အခုပဲစာအုပ်တုံးနဲ့ဘောပြီးတစ်ချောင်းကိုယူပြီးတော့ဖိနာမှာအတင်းချထားလိုက်ပါဒါမှမဟုတ်ရင်ခင်ဗျာဖုန်းကနှုတ်ကိုဖွင့်လိုက်ပြီးတော့မှတ်ထားပေးပါလို့ကျွန်တော်အကြံပေးချင်ပါတယ်ခင်ဗျာ content creation ကိုစလုပ်တော့မယ်ဆိုရင်ကျွန်တော်အခုပြောမယ့်အရာလေးခင်ဗျာလိုက်မှတ်ထားဖို့ကျွန်တော်ကြံပေးခြင်းပါတယ်ခင်ဗျားရဲ့အားအတန်ဆုံးအကျွမ်းကျင်ဆုံးအရာ၃ခုကိုချရေးဗျာခင်ဗျားဘယ်အပိုင်းမှာအားတန်လဲနောက်ကဘယ်အပိုင်းကြီးမှာကျွမ်းကျင်လဲကျွန်တော်ဒီ၃ခုကိုချရေးပြီးပါနောက်ကဒီ
ဒါခမရဲ့ကိုနဲ့ခီးစဉ်ရဲ့ပထမဆုံးလမ်းကြောင်းဖြစ်နေပါလိမ့်မယ်ကိုဘာဝဝန္ဒနာပါလဲကိုပမာကျွမ်းကျင်တာလဲကိုပမာအားအတန်ဆုံးလဲဒီအရာတွေကိုကတီးတော့မှကိုလုံးမဲ့ကိုနဲ့ပုံမှာကိုကရှည်သွားနိုင်မယ်နောက်ဦးကကိုလှုပ်တဲ့ကိုယ်နဲ့တွေပေါ်မှာကိုကပို့ပြီးတော့အကောင်းပုံဆုံးပေးစွမ်းလာလိမ့်မယ်ဗျာကိုယ့်ရဲ့ပြည်သက်တွေကိုဒါကြောင့်မလို့ဒီ၃ချက်ကခင်ဗျားအတွက်မဖြစ်မနေစဉ်းစားဖို့အတွက်လိုတဲ့၃ချက်ပါဒါမှခင်ဗျားရဲ့ကိုယ်နဲ့ပြီးစဉ်ရဲ့ပထမဆုံးချိန်လည်းဖြစ်ပါလိမ့်မယ်ကျွန်တော်နောက်ပြီးရင်ဒီနေ့ကစပြီးတော့လာမယ့်ရက်30အတွင်းမှာဗီဒီယို၅ပုဒ်ကိုအပြီးတင်မယ်ဆိုပြီးကိုခရီးပေးပါဗီဒီယိုကပြီးဆုံးနေဖို့မလိုပါခင်ဗျားစတင်ဖို့လိုတာပါကျွန်တော်ဒီရက်30အတွင်းမှာဗျာဗီဒီယို၅ပုဒ်ပဲကျွန်တော်ဒီ YouTube မှာတင်မယ်ဆိုပြီးတော့ကိုခရီးပေးပေးပါကျွန်တော်တို့လုံနေတဲ့အတွင်းပါဗျာခင်ဗျာဗီဒီယိုမလုပ်ချင်တော့တဲ့စိတ်တွေဖြစ်လာတာတို့လောက်ရဖို့ပြင်းနေရတို့ဘာလို့အချိန်ဆိုကျွန်တော်ရဲ့ရှိဗီဒီယိုမှာကျွန်တော်တင်ပေးရတဲ့အရာတွေမှာကျွန်တော်5 minute rule အကြောင်းနဲ့ daily win ဆိုတဲ့အကြောင်းလေးအဲ့နှစ်ချက်ပါပါတယ်အဲ့နှစ်ချက်ကိုခင်ဗျာတွားကြည့်ပြီးတော့ကျွန်တော်တော့ဆက်လုပ်စီချင်ပါတယ်အဲ့ဗီဒီယိုလေးခင်ဗျာတစ်ချက်တွားကြည့်ကြည့်လိုက်ပါနောက်ပြီးတော့ကျွန်တော် content creation လောကတွေကိုခြေစုံပြည့်ဝင်မှုအဆင်သင့်ဖြစ်နေပြီဆိုရင်ခင်ဗျာဒီဗီဒီယိုကိုကြည့်ရင်းနဲ့ content creation လောကတွေကိုခြေစုံပြည့်ဝင်မှု ready ဖြစ်နေပြီဆိုရင်ကျွန်တော်တို့ comment ready လို့ရေးခဲ့ပေးပါဦးလို့ကျွန်တော်တောင်းဆိုချင်ပါတယ်နောက်ထပ်ကျွန်တော်ဗီဒီယိုတွေမှာဘယ်လိုကြည့်လို့ရည်အမျိုးတွေကိုသိချင်တာလဲဒီလိုမျိုးသိချင်တဲ့အရာတွေရှိရင်လည်းကျွန်တော် comment မှာရေးပေးတော့လို့ရပါတယ်ကျွန်တော်လည်းကျွန်တော်သိတဲ့လောက်အကုန်လုံးကို share လုပ်ပေးမှာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်